ကဲအားလုံးပဲမင်္ဂလာပါ Teacher J ပါအားလုံးစင်နေကြရလားဒီနေ့ဒီ lesson မှာတော့ကျွန်တော်တို့ Everyday English Part 1ကိုစပြီးတော့မှလေ့လာကြရအောင်ဒီ Everyday English Part 1မှာဘာတွေပါမလဲဆိုရင်နေ့စဉ်သုံးအတွေ့အများဆုံးဝါကျအခု90ပါမယ်ဒီအခု90ကကျွန်တော်တို့အလွတ်ချက်ထားဖို့လိုတယ်ဒါကြောင့်မို့လို့တခါတည်းကျွန်တော်နဲ့အတူတူရအောင်လိုက်ပြီးတော့မှလေ့ကျင့်မယ်ဒီဝါကျတွေကိုကျွန်တော်အထိပ္ပယ်ကြီးလည်းရှင်းပြမယ်ပြီးရင်အတန်အတွက်ကိုလည်းအသေးစိတ်ချပေးမယ်ပြီးရင်ကျွန်တော်နဲ့အတူတူနောက်ကနေလိုက်ရွတ်မယ်တခါတည်းအတန်အတွက်ရသွားအောင်လို့Okay နော် Okay စရအောင်ပထမဆုံးအပိုင်းကကျွန်တော်တို့ ways to say how are you ဆိုတာနေကောင်းလားလို့နှုတ်ဆက်တာဒါ English greeting ဝါကျတစ်ခုပဲပေါ့နော် how are you ဆိုတာကျွန်တော်တို့နှုတ်ဆက်တာ very common ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီ how are you အပြင်ဘာတွေဘယ်လိုနှုတ်ဆက်လို့ရသေးလဲဆိုတာထပ်ပြီးတော့လေ့လာရအောင်အဲ့တော့ number 1 how are you အပြင်ဘယ်လိုမေးလို့ရသေးလဲဆိုရင် how are you doing အတန်တော့တစ်ခုချင်းစီကျွန်တော်ရွတ်ပြမယ် how are you doing အမြန်ပြောမယ်နော် how are you doing Okay ကျွန်တော်နောက်ကနေလိုက်ရွတ်ကြည့်ပါဦး how are you doing နောက်တစ်ခေါက်လောက် how are you doing နောက်ဆုံးတစ်ခေါက်လောက် how are you doing Very good Okay နံပါတ်2က how is it going ဒါတော့နည်းနည်းလေးပို့ပြီးတော့မှကျွန်တော်တို့ casual ဆန်တယ် How is it going ဒါကိုအမြန်ပြောတော့ how is it going ပြန်ပြောပြမယ်နော် how is it going Okay ကျွန်တော်နောက်ကနေလိုက်ရွတ်ကြည့်ပါဦး how is it going နောက်တစ်ခေါက်လောက် how is it going နောက်ဆုံးတစ်ခေါက်လောက် how is it going Very good Okay number 3က how have you been ကကျွန်တော်တို့မတွေ့တာကြတဲ့ဘော်ဒါတွေတကယ်ချင်းတွေပြန်တွေ့တဲ့အခါမှာဒီလိုမေးလို့ရတယ် how have you been ဘာတွေလုပ်နေတာတုံးလို့မေးတဲ့အဓိပ္ပာယ်ပေါ့နော် How have you been ဒါပြင်ဘယ်လိုလဲမေးလို့ရသေးလဲဆိုရင်ကျွန်တော် what have you been up to လို့ပါလို့မေးလို့ရတယ်ဒါပေမဲ့အရန်ရှည်တဲ့အတွက်ဒီဟာလေးပဲမှတ်ထားပါ How have you been Okay ကျွန်တော်လည်းလိုက်ရွတ်ကြည့်မယ် How have you been နောက်တစ်ခေါက်လောက် How have you been နောက်ဆုံးတစ်ခေါက်လောက် How have you been Very good Okay number 4ကိုကြည့်မယ် How's everything How is everything ဒါကိုကျွန်တော်တို့အမြန်ရွတ်လိုက်တော့ How's everything How's everything ဆိုပြီးမှဖြစ်သွားတယ်နော်ဒီ how's ရဲ့နောက်က s နဲ့ everything က e နဲ့ link ချိတ်သွားတယ် How's everything Okay လိုက်ရွတ်ရအောင် How's everything နောက်တစ်ခေါက် How's everything နောက်ဆုံးတစ်ခေါက် How's everything Very good Okay 5ကိုကြည့်မယ်5က how's life ဒါလည်းကျွန်တော်တို့မတွေ့တာကြားတဲ့တကယ်ချင်းတယောက်ကိုပြန်တွေ့တဲ့အခါမှာနှုတ်ဆက်တဲ့စကားပေါ့ဒီ how's life ဆိုတာကိုကျွန်တော်တို့ Taylor Swift တောင်မှ Back to December ဆိုတဲ့သချင်းထဲမှာထည့်သုံးထားသေးတယ်အဲ့ဒီစာသားကို Okay Anyway အဲ့ဆိုရင်ကျွန်တော်လည်းလိုက်ရွတ်ကြည့်အောင် How's life နောက်တစ်ခေါက်လောက် How's life နောက်ဆုံးတစ်ခေါက်လောက် How's life Very good Okay number 6ကလည်းကျွန်တော်တို့အရန် casual ဆန်တယ်ကျွန်တော်တို့ဘော်ဒါချင်းချင်းတွေ့တဲ့အခါမှာချင်းနေကောင်းလားလို့လမ်းမေးတဲ့သဘောပေါ့နော် You good မှာအရှိမကျွန်တော်တို့ question signal word ဘာမှမပါတဲ့အတွက်ကျွန်တော်တို့ကနောက်ဆုံးအတန်ကိုမြင့်ပေးရမယ် You good လာရွတ်ကြည့်ပါဦး You good နောက်ဆုံးတစ်ခါလောက်ရွတ်ကြည့်ပါဦး You good Okay အဲ့ဒီတော့ how are you ကိုတခြားပြောလို့ရတဲ့နည်းလမ်းဒီ6ခုတည်းရှိတာလားဆိုတော့မဟုတ်ဘူးနောက်ထပ်အများကြီးရှိသေးတယ်ဥပမာ WhatsApp တို့ What have you been up to တို့ဒါတွေလည်းအများကြီးရှိသေးတယ် Okay နော်ဒါပေမဲ့ဒီ lesson မှာတော့ဒီ6ခုကိုပဲကျွန်တော်တို့လေ့လာကြအောင်ပါ Okay အပိုင်း1ကိုသွားမယ်အပိုင်း1က ways to say I'm fine ကောင်းပါတယ်လို့ပြောတာအဲ့တော့ I'm fine ကြီးပဲတစ်ချိန်လုံးပြောနေရင်ပြင်းစရာကြီးအဲ့တော့အခြေအနေပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ဒီလိုလေးတွေလည်းအလဲလဲသုံးလို့ရတယ်7က I'm doing well I am doing well Okay ကျွန်တော်လည်းလိုက်ရွတ်ကြည့်အောင် I'm doing well နောက်တစ်ခါလောက် I'm doing well
နောက်ဆုံးတစ်ခေါက်လောက် I'm doing well okay 8ကကြတော့ pretty good thanks ချင်းနေကောင်းပါတယ်ကျေးဇူးပါပဲအဲ့ဒီအဓိပ္ပာယ်ပေါ့နော် okay လိုက်ရကြည့်ပါဦး pretty good thanks နောက်တစ်ခေါက်လောက် pretty good thanks နောက်ဆုံးတစ်ခေါက်လောက် pretty good thanks very good okay 9ကိုကြည့်မယ် not bad at all ဒါပေမဲ့ဒီလို sentence မျိုးမှာကျွန်တော်တို့အဆုံးသက်တန်ကိုအမြဲတမ်းမထွက်ဘူးဒီ bad နဲ့ at နဲ့ all နဲ့က link ချိတ်သွားတယ်အဲ့တော့ကျွန်တော်အတန်တို့ကိုတခြားနားထောင်မယ်ပထမဆုံး not bad at all not bad at all okay ကျွန်တော်လည်းအတူလိုက်ရကြည့်မယ် not bad at all not bad at all not bad at all okay that's very good okay 10ကိုကျွန်တော်တို့ကြည့်ရအောင်10က I'm all right ကျွန်တော်အဆင်ပြေပါတယ်ပေါ့နော် I'm all right လိုက်ရကြည့်ပါဦး I'm all right I'm all right နောက်ဆုံးတစ်ခေါက်လောက် I'm all right okay now 11ကိုကျွန်တော်တို့ကြည့်မယ် can't complain ပြောစရာဘာမှမရှိဘူးမကောင်းပြောစရာဘာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကျွန်တော်တို့မြန်မာမှာတော့အဲ့လိုမျိုးသိမပြောပေမဲ့သူတို့ဒီ English မှာတော့ဒါလေးတွေကပြောကြတယ် Hey how are you can't complain ဒီလိုပြောလို့ရတယ်နော် okay လိုက်ရကြည့်ပါဦး can't complain နောက်တစ်ခေါက်လောက် can't complain နောက်ဆုံးတစ်ခေါက်လောက် can't complain very good okay 12ကိုကျွန်တော်တို့ကြည့်မယ် I've been better နောက်တစ်ခေါက်လောက် I've been better နောက်ဆုံးတစ်ခေါက်လောက် I've been better okay ဒါကိုအရှိရဒီ how are you အပိုင်းနဲ့ဒီ I'm fine နဲ့ကိုကျွန်တော်တို့တွဲပြီးတော့မှလေ့ကျင့်ကြည့်ရအောင် how are you I'm doing well how are you pretty good thanks how are you not bad at all how are you I'm all right how are you can't complain how are you I've been better okay နော်ဒီလိုမျိုးလေ့ကျင့်လို့ရတယ် okay alright အဲ့ဒီတော့ကျွန်တော်တို့နောက်ထပ်အပိုင်းတစ်ပိုင်းကိုမသွားခင်ကျွန်တော်ကြော်ညာလေးတစ်ခုဝင်ခြင်းတယ်ကျွန်တော် English course တစ်ခုလုပ်ထားတယ်ဒါကတော့ဒီ essential grammar in use ပေါ့နော်ကျွန်တော်တို့ဘာလဲဆိုရင်အသုံးအများဆုံးနဲ့ပြီးတော့အသုံးအဝင်ဆုံးအသုံးချအင်္ဂလိပ်တရားပေါ့နော်အခြေခံအင်္ဂလိပ်တရား course တစ်ခုလုပ်ထားတယ်အဲ့ဒီ course မှာဘာတွေပါမလဲဆိုရင်ကျွန်တော်တို့ဒီ video lesson ပေါင်း115ခုပါမယ် Telegram group နဲ့လုပ်ထားတယ်အဲ့တော့ကျတော့ကျွန်တော်တို့အဲ့ဒီ group ကိုဝင်ထားတယ်ဆိုရင်ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာကိုကြိုက်တဲ့ပုံစံနဲ့လေ့လာလို့ရတယ်အင်္ဂလိပ်စာ level ကတော့ကျွန်တော်တို့ A1 ကနေ B1 အထိပါမယ်အဲ elementary ကနေမှကျွန်တော်တို့ဒီ intermediate level လောက်အထိပါမယ်ပေါ့နော်စာအုပ်ကကျွန်တော်အခုပြထားတဲ့ဒီ essential grammar in use ဆိုတဲ့အရန်သုံးဝင်တဲ့စာအုပ်အဲ့ဒီအင်္ဂလိပ်စာအုပ်ကိုကျွန်တော်သင်ပေးထားတာရှင်းပြထားတယ် exercise တွေလည်းလုပ်ပေးထားတယ်ဟုတ်ပြီအဲ့ဒီ essential grammar in use lesson ကိုကျွန်တော်တို့ဝင်မယ်ဆိုရင်တော့ကျွန်တော်လက်ဆောင်အနေနဲ့ဒီ30 days English speaking course ကိုလည်းကျွန်တော် free ပေးမယ်အဲ့ဒါကျွန်တော်3000နဲ့ရောင်းတဲ့ဟာအဲ့ဒါကိုကျွန်တော် free ထည့်ပေးမယ်အဲ့တော့ကျတော့ join ချင်တယ်ဆိုရင် link ထဲမှာ description ထဲမှာကျွန်တော် link ထည့်ပေးထားပါတယ်အဲ့ဒီ link ကိုဝင်ပြီးတော့မှလာမေးလို့လည်းရတယ်ဒါမှမဟုတ်ဒီ video အောက်က comment မှာလည်းလာပြီးတော့မှတက်ချင်တဲ့အကြောင်းမေးလို့ရပါတယ် okay အဲ့တော့ကျွန်တော်တို့ lesson ကိုထပ်သွားရအောင်အပိုင်း3ကတော့ saying thank you ကျေးဇူးပါပဲလို့ပြောတယ် okay နော်ကျေးဇူးပါပဲလို့ပြောတာကို thank you ကြီးပဲမပြောချင်ရင်ကျွန်တော်တို့ဒါလေးတွေဖလှယ်ပြီးသုံးလို့ရတယ် thanks a lot လိုက်ရကြည့်ပါဦးနောက်ကနေ thanks a lot okay နော် thanks a lot လို့မပြောဘူးနော်အဲ့ thanks ကကျွန်တော်တို့ s နဲ့ a နဲ့သွားပြီးတော့မှ link ချိတ်သွားတယ် thanks a lot နောက်တစ်ခေါက်လိုက်ရပါဦး thanks a lot နောက်တစ်ခေါက်လောက် thanks a lot very good okay 14 I really appreciate it I really appreciate it okay နောက်တစ်ခေါက်လောက်လိုက်ရကြည့်ပါဦး I really appreciate itနောက်တစ်ခေါက်လောက် I really appreciate it နောက်ဆုံးတစ်ခေါက်လောက် I really appreciate it
Okay 15 thanks so much နောက်တစ်ခေါက်လောက် thanks so much နောက်ဆုံးတစ်ခေါက်လောက် thanks so much ကျေးဇူးအများကြီးတင်ပါတယ်တချို့ကလည်း thank you so much လို့ပြောလို့ရတယ်ဒါလေးကတော့အတန်အတွက်ပို့ပြီးတော့မှလွယ်မယ် thank you so much ကကျွန်တော်တို့ပြောနေကြဆိုတော့ဒီ thanks so much မှာ s နှလုံးထပ်နေတယ်တွေ့လား thanks ကလည်းကျွန်တော်တို့အဆုံးသက် s တန်ပါတယ် so ကလည်းအစစလုံးက s တန်ဖြစ်နေတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကတစ်လုံးကိုဖျောက်တယ် thanks so much thanks so much ဆိုရင် s တွေများနေပါအဲ့တော့တစ်လုံးကိုဖျောက်လိုက်တယ် thanks so much okay now 16ကိုကြည့်မယ် I can't thank you enough နောက်တစ်ခါလောက် I can't thank you enough ဘယ်လိုကျေးဇူးတင်ရမှန်းတော့မသိတော့ပါဘူးဆိုတဲ့အဓိပ္ပာယ် okay now I can't thank you enough နောက်တစ်ခါလောက် I can't thank you enough နောက်ဆုံးတစ်ခါလောက် I can't thank you enough very good okay 17 much appreciated အရန်ကိုကျေနပ်ရပါတယ်လို့ပြောတာမျိုးပေါ့နော်အရန်ကိုကျေးဇူးတင်ရပါတယ်အရန်ကိုကျေနပ်ရပါတယ် okay နော်လိုက်ရကြည့်ပါဦး much appreciated နောက်တစ်ခါလောက် much appreciated နောက်ဆုံးတစ်ခါလောက် much appreciated okay 18 က thanks I owe you one thanks ကျေးဇူးပါပဲ I owe you one ငါတော့မင်းကိုအကျွေးတင်သွားပြီ owe ဆိုတာကျွန်တော်အကျွေးတင်တာပေါ့ I owe you one ဆိုတာဘာအကျွေးတင်လဲတော့မသိဘူး one ဆိုတာဘာကိုပြောချင်တာလဲတော့မသိဘူးဒါပေမဲ့သူတို့တွေပြောနေကြ I owe you one ကျေးဇူးတင်ရလို့မပြောတာ okay နော်လိုက်ရကြည့်အောင် thanks I owe you one နောက်တစ်ခေါက် thanks I owe you one နောက်ဆုံးတစ်ခေါက် thanks I owe you one alright နောက်တစ်ပိုင်းက saying you are welcome you're welcome ဆိုတာကျွန်တော်တို့တစ်ဖက်ကတယောက်ကကျွန်တော်တို့ thank you လို့ပြောရင်ကျွန်တော်က you're welcome လို့ပြောလို့ရတယ်အဲ့တော့ you are welcome လို့ပြောတာဘာမှမမှားဘူးဒါပေမဲ့ you are welcome အစားကျွန်တော်တို့ဘာတွေဖလှယ်ပြီးတော့သုံးလို့ရအောင်မလဲဆိုရင်19 you're welcome ဒါ thank you လို့ပြောရင်ကျွန်တော်တို့ကအဲ့လိုပြန်ပြောရတယ်နော်နောက်တစ်ခေါက်လောက် you're welcome နောက်ဆုံးတစ်ခေါက်လောက် you're welcome thank you you're welcome okay နော်နံပါတ်20 no problem ကိစ္စမရှိပါဘူး okay နော်လိုက်ရကြည့်ပါဦး no problem နောက်တစ်ခါလောက် no problem နောက်ဆုံးတစ်ခါလောက် no problem okay very good အဲ့ဆို21ကိုကြည့်မယ်21က anytime ဆိုတာဓာတ်ရိုက်ဘာသာပြန်ရင်တော့အချိန်မရွေးပါပဲလို့ပြောတာပေါ့နော်ကူညီလိုက်တာကိုကျေးဇူးပဲလို့လာပြောတော့အချိန်မရွေးပဲရတယ် okay နော်လိုက်ရကြည့်ပါဦး anytime နောက်တစ်ခါလောက် anytime နောက်ဆုံးတစ်ခါလောက် anytime okay 22ကိုကြည့်မယ်22က don't mention it ပြောမနေပါနဲ့လို့ပြောတယ် okay နော်နောက်တစ်ခါကျွန်တော်လည်းလိုက်ရကြည့်အောင် don't mention it နောက်တစ်ခါလောက် don't mention it နောက်ဆုံးတစ်ခါလောက် don't mention it number 23 my pleasure ကိုက my pleasure ဆိုတာကိုကသူ့ကိုကူညီပေးလိုက်တာကိုကဝမ်းမတတာနဲ့ကိုကူညီပေးလိုက်တာမျိုးပေါ့နော်အဲ့လိုဟာမျိုးမှာသူက thank you လို့ပြောတဲ့ခါမှာကိုက my pleasure လို့ပြန်ပြောလို့ရတယ်သူ့ကိုကူညီလိုက်ရတာကိုအနေနဲ့ကကိုလည်းကြည်ကျင်နဲ့ကြီးကူညီပေးလိုက်တာမျိုးဆိုရင်အဲ့လိုပြောလို့ရတယ် okay နော်လိုက်ရကြည့်ပါဦး my pleasure နောက်တစ်ခါလောက် my pleasure နောက်ဆုံးတစ်ခါလောက် my pleasure okay 24ကိုကြည့်မယ် happy to help ကူညီပေးရတာကိုလည်းပြောတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်ပြောလို့ရတယ်တစ်ဖက်က thank you oh my pleasure ဒါမှမဟုတ်လေ thank you happy to help ပြောလို့ရတယ်နော် okay အတန်အတွက်လိုက်ရကြည့်အောင် happy to help နောက်တစ်ခေါက် happy to help နောက်ဆုံးတစ်ခေါက်လောက် happy to help that's very good okay ကျွန်တော်တို့နောက်ထပ်အပိုင်းတစ်ခုကိုသွားမယ်နောက်ထပ်အပိုင်းတစ်ခုကကျွန်တော်တို့ asking for help အကူအညီတောင်းတာမျိုးပေါ့နော်
တခါလေမှာကျွန်တော်တို့နေ့စဉ်မှာကြုံရနိုင်တယ် okay နော်အဲ့လိုခါမျိုးမှာဘယ်လိုတောင်းမလဲ25 Can you help me ကူညီပေးနိုင်မလားလိုက်ယူရအောင်နော် Can you help me နောက်တစ်ခါလောက် Can you help me နောက်ဆုံးတစ်ခါလောက် Can you help me okay can နဲ့ you နဲ့ပေါင်းလိုက်တော့ can you လို့မထွက်ဘူးကျွန်တော် can you လို့ထွက်တယ် Can you help me okay အဲ့ဆိုရင်ကျွန်တော်တို့26ကိုဆက်ကြည့်မယ် could နဲ့ကျွန်တော်တို့ you နဲ့တွဲပြီးတော့မှအတန်ထွက်တော့ could you လို့အတန်ထွက်သွားတယ် could you okay နော် wine တန်ပြောက်သွားတယ် could you okay ပြီးရင်ဒီ could တို့ should တို့ would တို့ကျွန်တော်တို့မလိုအပ်ဖက်နဲ့ l တန်တွေထည့်ပြီးတော့မှထွက်တာတွေကြားနေရတယ် could should would အဲ့ဒါဆိုရင်မှားတယ်အဲ့တော့ကျွန်တော်တို့ could should would ဆိုရင်ရပြီအဲ့တော့ could you ရဲတင်းနေတာထွက်မယ်နော် could you give me a hand တစ်ဖက်လောက်ကူညီပါလားလို့ပြောတယ်ဥပမာကိုကတက်တာမနေတာငါတစ်ဖက်လောက်ကူပါအောင်လို့ပြောခြင်း could you give me a hand okay နော်လိုက်ရကြည့်ပါဦး could you give me a hand နောက်တစ်ခါလောက် could you give me a hand နောက်ဆုံးတစ်ခါလောက် could you give me a hand very good okay 27ကိုကြည့်မယ်27က do you mind helping me ကူညီပါလားစိတ်မရှိရင်ကူညီပေးပါလားလို့မေးတာပေါ့နော်စိတ်မရှိရင်ကူညီပါအောင်လို့ပြောတာ okay အဲ့တော့ကျွန်တော်လည်းလိုက်ရကြည့်အောင် do you mind helping me do you mind helping me နောက်ဆုံးတစ်ခါလောက် do you mind helping me okay ဒီ do you နေရာမှာတချို့လဲ would you နဲ့တောင်းတယ် would you mind helping me လို့ပြောလို့ရတယ် okay 28ကိုဆက်ကြည့်မယ်28က can you show me how ဘယ်လိုလုပ်ရလဲပြပေးပါလားလို့မေးတာအဲ့တော့ can နဲ့ you နဲ့က can you could နဲ့ you နဲ့က could you okay နော်အဲ့တော့28ကိုကျွန်တော်တို့ရွတ်မယ် can you show me how နောက်တစ်ခါလောက် can you show me how နောက်ဆုံးတစ်ခါလောက် can you show me how very good 29 could you explain that ရှင်းပြပေးပါလားလို့ပြောတာအဲ့ဒါလေးရှင်းပြပေးပါလား okay နော်လိုက်ရကြည့်အောင်ကျွန်တော် ਨੇ could you explain that နောက်တစ်ခါလောက် could you explain that နောက်ဆုံးတစ်ခါလောက် could you explain that very good 30က I need some help ငါကူညီလိုတယ်လို့ပြောတာ okay လိုက်ရကြည့်ပါဦး I need some help နောက်တစ်ခါလောက် I need some help နောက်ဆုံးတစ်ခါလောက် I need some help very good okay now 6ကိုကြည့်မယ်6က asking for clarification နဲ့မရှင်းတာကိုပြန်မေးတာမျိုးပေါ့နော် asking for clarification ဆိုတာမရှင်းတာကိုပြန်မေးတယ်ဆိုရင်ဒီစကားလုံးတွေကိုဒီ sentence တွေသုံးပြီးတော့မှမေးလို့ရတယ် okay 31 what do you mean ဘာလို့ဆိုလိုချင်တာတော့ဘာကိုပြောချင်တာတော့လိုက်ရကြည့်ပါဦး what do you mean နောက်တစ်ခါလောက် what do you mean နောက်ဆုံးတစ်ခါလောက် what do you mean very good okay 32 can you say that again နောက်တစ်ခါလောက်ပြန်ပြောပေးပါလား okay လိုက်ရပါဦး can you say that again နောက်တစ်ခါလောက် can you say that again နောက်ဆုံးတစ်ခါလောက် can you say that again very good 33 could you repeat that နောက်တစ်ခါလောက်ပြန်ပြောပေးပါလားအပေါ်က can you say that again နဲ့တူတူပဲ okay နော် could you repeat that okay နော်လိုက်ရအောင် could you repeat that နောက်တစ်ခါ could you repeat that နောက်ဆုံးတစ်ခါ could you repeat that very good okay 34 I didn't catch that ငါမကြားလိုက်ဘူးလို့ပြောတာ okay နော်လိုက်ရကြည့်ပါဦး I didn't catch that နောက်တစ်ခါ I didn't catch that နောက်ဆုံးတစ်ခါလောက် I didn't catch that very good 35 what was that အဲ့ဒါဘာလဲလို့ပြန်မေးတာ okay နော်လိုက်ရကြည့်ပါဦး what was that
Now the cow. What was that? Now so the cow. What was that? Very good. Okay, 36. Can you speak more slowly? Can you speak more slowly? စကားကိုပို့ပြီးတော့မှဖြည်းဖြည်းလေးပြောပြလို့ရမလား Okay? Can you speak more slowly? Now the cow. Can you speak more slowly? Now so the cow. Can you speak more slowly? Very good. Okay. Now the cool giving opinions. Giving opinions ဆိုတာကိုယ့်ရဲ့အမြင်ထင်မြင်ယူဆချက်ကိုကျွန်တော်တို့ပြောတာပေါ့နော် Giving opinion ပေးတာပေါ့ Okay. ကြည့်အောင် 37. I think it's a good idea. အတန်တော့ကိုသိချာကြည့်ဦးဆိုင်မယ်နော် I think ငါတော့ထင်တယ် it's a good idea အကြံကောင်းလို့ထင်တယ်ငါတော့အဲ့ဒါအကြံကောင်းလို့ထင်တာပဲ Okay နော် I think it's a good idea. Good idea. Good idea. တန်တော့နားထောင်မယ်နော် Good idea. Okay အဲ့ဆိုရင်ကျွန်တော်နောက်ကနေလိုက်ရပါ I think it's a good idea. Now the cow. I think it's a good idea. Now so the cow. I think it's a good idea. Very good. Okay, 38. In my opinion, ငါအမြင်မှာတော့ it's better. ပိုကောင်းတယ်အဲ့ဒါပိုကောင်းတယ်အဲ့တော့တခုခုကိုပြောခြင်းငါအမြင်တော့လို့ပြောခြင်းကျွန်တော် in my opinion လို့ခံပြီးတော့ပြောလို့ရတယ် Okay နော်အဲ့ဆိုရင်ကျွန်တော်နဲ့တူလိုက်ရကြည့်ပါ In my opinion, it's better. Now the cow. In my opinion, it's better. Now so the cow. In my opinion, it's better. Very good. Okay, now 39. I feel the same way. ငါလည်းအဲ့လိုပဲထင်တာပဲငါလည်းအဲ့လိုပဲခံစားရတာပဲဒီတိတ်ပဲနော် Okay, I feel the same way. လိုက်ရကြည့်ပါဦး I feel the same way. Now the cow. I feel the same way. Now so the cow. I feel the same way. Okay, 40. 40ကဘာလဲဆိုရင်ကျွန်တော်တို့ I don't think so. ငါတော့မထင်ဘူး Okay နော်ငါလည်းအဲ့လိုပဲထင်တယ်ဆိုရင် I think so လို့ပြောလို့ရတယ်ဒါငါတော့မထင်ဘူးဆိုရင် I don't think so. Okay လိုက်ရကြည့်ပါဦး I don't think so. Now the cow out. I don't think so. Now so the cow out. I don't think so. Very good. Okay, 41 ကိုကြည့်မယ် That makes sense. That makes sense. That makes sense. ခုနကရှေ့မှာပြောခဲ့တဲ့ sentence တစ်ခုလိုပဲဒီမှာ make မှာလည်းနောက်က s ပါတယ် sense ကလည်း s နဲ့စားတယ်အဲ့တော့ s တန်တစ်ခုကိုဖြုတ်မယ် That makes sense. အဓိပ္ပာယ်ရှိတာပဲတရားဥကတစ်ခုကိုပြောတဲ့ဟာအဓိပ္ပာယ်ရှိတယ်ကြိုးချောင်းစီလျော်တယ်ဆိုရင်ကျွန်တော်တို့ကအဲ့လိုပြောလို့ရတယ်အဓိပ္ပာယ်ရှိတာပဲ That makes sense ဟုတ်သားပဲပေါ့နော် Okay လိုက်ရကြည့်ပါဦး That makes sense. Now the call up. That makes sense. Now so the call up. That makes sense. 42. I totally agree. လုံးဝကိုသဘောတူတယ် Now the call up. I totally agree. Now the call up. I totally agree. Now so the call up. I totally agree. Very good. Okay. Now the buying ကိုသွားမယ် Now the buying က making suggestion ကျွန်တော် suggestion ဆိုတာအကြံပေးတာပေါ့နော် making suggestion ဆိုတာအကြံတွေပေးတာပေါ့ Okay. 43. Let's try this. ဒီဟာကိုစမ်းကြည့်ရအောင်လို့ပြောတာ Let's ဆိုတာကကျွန်တော်တို့လုပ်ရအောင်စားရအောင်သွားရအောင် Let's ရဲ့နောက်က verb ကိုကျွန်တော်တို့ကရအောင်ဆိုတဲ့ဟာလေးထည့်ရတာပေါ့နော် Let's go ဆိုရင်သွားကြအောင်သွားကြစို့ Let's ဆိုတာလုပ်ကြရအောင်ဆိုတဲ့အဓိပ္ပာယ်မျိုး Okay နော်အဲ့တော့အတန်တော့ကိုကျွန်တော်တို့တူတူလိုက်ရမယ် Let's try this. Now the cow. Let's try this. Now so the cow. Let's try this. Very good. Okay, 44 ကိုကြည့်မယ် 44က Why don't we go now? ငါတို့အခုသွားရအောင်လေလို့ပြောတယ်ငါတို့အခုဘာလို့မသွားတာလဲလို့မေးတာမဟုတ်ဘူးเนาะငါတို့အခုသွားရအောင်လေလို့ပြောတယ် Why don't we go now? Okay ကျွန်တော်နဲ့တူတန်တော့လိုက်ရအောင် Why don't we go now? Now the call out. Why don't we go now? Now the call out. Why don't we go now? Now so the call out. Why don't we go now?
very good okay 45က how about this one ဒီဟာဆိုရင်ရောဘယ်လိုတုံးလို့မေးတာ okay နော်အကြံပေးတာပေါ့နော်ဒီဟာဆိုရင်ရောဘယ်လိုတုံးဒါလေးဆိုရင်ရောအဲ့ဒီအထိပ္ပယ်အဲ့တော့လိုက်ရကြည့်ပါ how about this one နောက်တစ်ခေါက်လောက် how about this one နောက်ဆုံးတစ်ခေါက်လောက် how about this one 46 we could do that ဆိုတာသဘောတူတာပေါ့နော်ငါတို့အဲ့ဒါလုပ်လို့လည်းရတာပဲလုပ်ရအောင်လေငါတို့အဲ့ဒါလုပ်လို့ရတာပေါ့ရတာပဲဆိုတာမျိုးနော် okay ဥပမာထားပါတော့လာမယ့်ပိတ်ရက်ငါတို့beach သွားရအောင်လား okay we could do that အစားရှိသဖြင့်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့တူတန်တော့လိုက်ရကြည့်အောင် we could do that နောက်တစ်ခေါက်လောက် we could do that နောက်ဆုံးတစ်ခေါက်လောက် we could do that all right okay 47ကဘာလဲဆိုရင် let's give it a shot ကြိုးစားကြည့်ကြတာပေါ့ a shot give it a shot ဆိုတာကျွန်တော်တို့ကြိုးစားကြည့်တာကိုပြောတာ okay နော် okay အဲ့ဆိုရင်လိုက်ရပါအောင် let's give it a shot နောက်တစ်ခေါက် let's give it a shot နောက်ဆုံးတစ်ခေါက်လောက် let's give it a shot okay အဓိပ္ပာယ်ပြန်ပြောမယ်နော် let's give it a shot ဆိုတာတစ်ခုခုကိုစူးစမ်းပြီးတော့မှလုပ်ကြည့်တာမျိုး let's give it a shot အဲ့ဒါမျိုးကိုကျွန်တော်တို့ give it a shot လို့ခေါ်တယ် okay 48က maybe ဆိုတာလဲကိုအကြံပေးခြင်း maybe we should wait ငါတို့ something နဲ့လို့ထင်တာပဲငါတို့ something နဲ့နော်အဲ့ဒီအဓိပ္ပာယ်မျိုးပေါ့နော် okay အဲ့တော့အတန်တော့လိုက်ရကြည့်ပါ maybe we should wait နောက်တစ်ခေါက်လောက် maybe we should wait နောက်ဆုံးတစ်ခေါက်လောက် maybe we should wait very good okay နောက်ဆုံးကတော့ expressing feelings ပေါ့နော် expressing feelings မှာ I'm really happy ငါတကယ်ပျော်တယ်ဝမ်းနေတယ်ဆိုရင်လည်း I'm really sad ပေါ့ okay ဒီမှာတော့ I'm really happy ပဲထည့်ပေးထားတယ် okay အတန်တော့ရွတ်ကြည့်အောင် I'm really happy နောက်တစ်ခေါက်လောက် I'm really happy နောက်ဆုံးတစ်ခေါက်လောက် I'm really happy very good okay 50နောက်ဆုံးကဘာလဲဆိုရင် I'm a bit tired ဆိုတာပင်ပန်းတာ I'm a bit tired ဥပမာဝမ်းနေတယ်ဆိုလည်း I'm a bit sad ပြောလို့ရတယ်နော် okay ဒီမှာတော့ a bit tired ပဲပြောအောင်လိုက်ရကြည့်ပါဦး I'm a bit tired နောက်တစ်ခေါက်လောက် I'm a bit tired နောက်ဆုံးတစ်ခေါက်လောက် I'm a bit tired okay that's very good ဒါကတော့ကျွန်တော်တို့ everyday English part 1 the most common English sentences ပေါ့နော်ဒီ50 most common English sentences in daily life လို့ပြောလဲရတယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာအတွေ့အများဆုံးအသုံးဝင်ဆုံး sentence အခု90ကိုကျွန်တော်မျှဝေပေးခဲ့တာဖြစ်တယ်အဲ့ဒီတော့အသုံးဝင်တယ်အသုံးကျတယ်ဆိုရင်ကျွန်တော်ကို comment တစ်ခုရေးခဲ့ပြီးတော့မှ video လေးကိုလည်း like လုပ်ပေးပါပြီးရင် channel ကိုလည်း subscribe လုပ်ပေးပါနောက်ထပ် part 2ကိုလည်းစောင့်နေပါကျေးဇူးများကြီးတင်ပါတယ်